တခြားထိတ်တန့်တထေးတွေလိုမဟုတ်ဘဲစောင့်ထိန်ထားတဲ့အရာတခုကိုပြောလာတဲ့နန္ဒာလိုင်းခင်ပွန်းတဲ့ကြီးပရိသတ်များအားလုံးမင်္ဂလာပါရှင်လောကမှာပတ်သက်ရှင်အရာအလုံးကိုဝယ်ယူလို့ရနိုင်တယ်လို့ထင်ကြပေမဲ့ငွေနဲ့ဝယ်လို့မရတဲ့ဂုဏ်သိက္ခာနဲ့မိသားစုငြိမ်းချမ်းမှုကိုတော့တန်ဖိုးထားစောင့်ထိန်တတ်သူတွေကအင်မတန်မှရှားပါလာပါတယ်မြန်မာနိုင်ငံရဲ့ထိပ်တန်းတထေးကြီးတဦးဖြစ်တယ်လို့အားလုံးချစ်ကြတဲ့မင်းသမီးနန္ဒာလိုင်းရဲ့ခင်ပွန်းတဲ့လေးဖြစ်တဲ့တထေးကြီးဦးစိတ်တီဟာကတော့လေးစားစရာကောင်းတဲ့သူ့ရဲ့လူနေမှုပုံစံနဲ့သူဆောင်ထိန်ထားတဲ့အရာတစ်ခုအကြောင်းကိုပြောလာတာပါစီးပွားရေးလောကမှာဦးစိတ်တီဟာဆိုတဲ့နာမည်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးရင်ဝင်ပုဂ္ဂိုလ်တဦးဖြစ်လူတိုင်းသိကြပါတယ်။ဒါပေမဲ့သူ့ကိုတခြားသောတထေးကြီးတွေနဲ့မတူပဲထူးခြားချင်တာကသူ့ရဲ့ရိုးရှင်းတဲ့နေထိုင်မှုပုံစံနဲ့မိသားစုပေါ်မှာထားရှိတဲ့ခိုင်မာတဲ့ကိုယ်ကျင့်သိက္ခာပဲဖြစ်ပါတယ်။တထေးကြီးဦးစိတ်တီဟာကမြန်မာပြည်ရဲ့ထိပ်တန်းတထေးတဦးဖြစ်ပေမဲ့တခြားသူတွေလိုဟိတ်ကြီးဟန်ကြီးနဲ့နေလေးမရှိပါဘူး။သူဟာအကုန်ပကာသနာထက်စိတ်ပျော်ရွှင်မှုကိုသာရှေ့တန်းတင်သူဖြစ်ပါတယ်။ကိုယ်အသနာပါတဲ့ဂိမ်းစော်တော်လက်ဝဲပွဲတွေစီစဉ်တာနဲ့အားကစားကိစ္စရပ်တွေကိုပုံမှန်လေးပဲလောက်ကင်တတ်ပါတယ်။အလူတန်းဒီမှာလည်းလက်ဖြောင်းငွေမစဲအောင်ရရောသလိုသူရဲ့ပျော်ရွှင်စရာကောင်းတဲ့လူနေမှုပုံစံကပရိသတ်တွေအတွက်တော့တကယ်ကိုလူသားဆန်တဲ့တထေးကြီးတဦးဖြစ်နေမြင်တွေ့စေခဲ့ပါတယ်။လောကမှာပတ်စံရှိလာရင်အမျိုးသမီးတွေကဝိုင်းဝိုင်းလည်နေတတ်တာသဘာဝပါအထူးသဖြင့်တော့အချမ်းသာဆုံးတထေးကြီးတွေထဲမှာမိန်းမကိစ္စအရှုပ်အရှင်းတွေအိမ်ထောင်ရေးပြဿနာတွေကသတင်းစာမျက်နှာတွေထက်မှမကြာခဏဆိုသလိုတွေ့နေရတတ်ပါတယ်။ဒါပေမဲ့ဇေတီဟာကတော့အဲ့ဒီစပွန်ဆာလောကကဓမ္မမဟုတ်မိန်းမရှုပ်တဲ့အတိုင်းဝိုင်းကနေလုံးဝကင်းရှင်းနေသူဖြစ်ပါတယ်။သူရဲ့ပြောကြားချက်တစ်ခုကတော့လူမှုကွန်ရက်မှာတကယ်ကိုလေးစားစရာဖြစ်သွားစေခဲ့ပါတယ်။သူကသူ့ရဲ့ဇနီးဖြစ်သူနန္ဒာလိုင်နဲ့သမီးလေးတွေအပေါ်မှာတင်မကပဲတူမတွေအပေါ်မှာပါစံပြဖြစ်အောင်နေထိုင်သူပါ။ဦးဇေတီဟာကသမီးတွေနဲ့တူတွေအပေါ်မှာသမီးတွေနဲ့ထပ်တူချစ်ပေးရုံချင်းမကဘူးသူတို့အတွက်မိမအရှုပ်ရှင်းကအစာကိုချင်းသိက္ခာပိုင်းဆိုင်ရာမှာလဲဦးလေးတယောက်နေနဲ့စံပြတယောက်ဖြစ်အောင်နေထိုင်ဖြစ်တယ်ကိုကြောင့်အများရှိမှဘယ်တော့မှမျက်နှာမငယ်စေရဘူးလို့ပြောလာတာပါဒါဟာလက်ရှိခေတ်ကာလမှာတကယ်ကိုရှားပါလာတဲ့စကားတစ်ခုမှပဲမိမိရဲ့တက်မှတ်မှုတွေထက်မိသားစုနဲ့မျိုးဆက်သစ်တွေရဲ့ဂုဏ်သိက္ခာကိုရှေ့တန်းတင်တတ်တာကတကယ်လူကြီးလူကောင်းတဦးရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်ဦးစီတီဟာကမြန်မာပြည်မှာလိုချင်တဲ့ model ကိုခေါ်ယူနိုင်စွမ်းရှိတဲ့အင်အားရှိသူဖြစ်ပေမဲ့သူရဲ့သမီးလေးတွေကဖခင်တယောက်ရဲ့လုပ်ရက်ကြောင့်လူအများကြားမှာခေါင်းမဖော်ဝင်တာမျိုးမျက်နှာငယ်ရတာမျိုးဘယ်တော့မှမဖြစ်စေချင်ဘူးလို့ဆိုပါတယ်။တထေးကြီးတယောက်ကစီးပွားရေးမှာအောင်မြင်ရုံချင်းမကပဲအိမ်ထောင်ဦးစီးတယောက်အနေနဲ့ပါမိသားစုကိုတန်ဖိုးထားကာကွယ်ပေးနိုင်ခြင်းကတော့စစ်မှန်တဲ့အောင်မြင်မှုလို့သူကယူဆထားပုံရပါတယ်။ပရိသတ်တွေကလည်းဒီလိုအရှုပ်ရှင်းခဲ့တဲ့တထေးကြီးကိုအားကျအတူယူနေကြပါတယ်။ပတ်စံရှင်တဲ့အိမ်ထောင်ရေးကိစ္စမကျိုးလွန်မှုဆိုတာဒီလိုလူမျိုးကိုကြည်မာသိတော့တယ်ဆိုပြီးတော့လူမှုကွန်ရက်မှာချီးကျူးစကားတွေဆိုနေကြပါတယ်။ဦးစိတ်တီဟာရဲ့လူနေမှုပုံစံကငွေကြေးချမ်းသာတဲ့သူတိုင်းအတွက်တည်းမကအမျိုးသားတိုင်းအတွက်ပါသင်ခန်းစာတစ်ခုဖြစ်ပါတယ်။ကိုချင်းသိက္ခာကိုစောင့်ထိန်တာဟာကိုယ့်အတွက်တည်းမကပဲကိုယ့်နောက်ကမိသားစုဝင်တွေအများရှိမှဝန်းဝန်းကြကြရက်တည်နိုင်ဖို့အတွက်ဖြစ်ပါတယ်။အနုပညာရှင်နန်းထားလိုက်နေနဲ့လည်းအခုလိုမျိုးစိတ်ထားမြင့်မြတ်ပြီးတော့မိသားစုကိုတန်ဖိုးထားတဲ့ခင်ပွန်းကောင်းတယောက်ကိုပိုင်ဆိုင်ထားရတာကသူမဘွားရဲ့အကြီးမားဆုံးဆုလက်တစ်ခုလို့ဆိုရမှာပါ။ကဲပရိသတ်ကြီးတို့ရောမိသားစုနဲ့တူမတွေအတွက်ကိုချင်းသိက္ခာကိုအလေးထားပြီးတော့စံပြအဖြစ်နေထိုင်ပြတဲ့တထေးကြီးဦးစေတီဟာရဲ့စိတ်ဓာတ်ပေါ်မှာဘယ်လိုမြင်ကြလဲ။ဒီလိုလောကမှာအရှုပ်ရှင်းခင်းနဲ့ဒီလိုလူမျိုးကိုလေးစားမိကြလားဆိုတာမှတ်ချက်လေးတွေပြောပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။